အခုကတော့ဈေးဝယ်ထွက်မှာဖြစ်ပါတယ်အလောက်ကပြန်ရောက်ချင်းဈေးသွားဝယ်မလို့ပေါ့နော်ဈေးဝယ်နဲ့ကျွန်တော်တို့အဆောင်မှာကြတော့လေကျွန်တော်တို့ကရွေးချယ်စရာနှစ်ခုရှိရဗျဥပမာဈေးဝယ်ထွက်မယ်ဟိုနားဒီနာသွားမယ်ဆိုရင်ဒီအောက်ထပ်မှာပေါ့မှာစက်ဘိန်းတွေအများကြီးရှိရဗျကြိုက်တဲ့စက်ဘိန်းယူစီလို့ရတယ်ဘယ်သူစက်ဘိန်းရဲ့ဘဝစက်ဘိန်းရဲ့ခွဲထားတာမဟုတ်ဘူးအကုန်လုံးကတထေးပေးထားတာနောက်ထပ်ရွေးချယ်စရာတစ်ခုရှိရအဲ့ဒါဘာလဲဆိုတော့ကားတွေပေါ့နော်ကျွန်တော်တို့ကကားပါကင်တဲ့နေရာဆိုကားပါကင်ထားတဲ့နေရာဆိုကားတွေအများကြီးရှိတယ်ဒါလည်းတထေးပိုင်တဲ့ကားတွေကြီးပဲအဲ့ဒီကားတွေအများကြီးကိုမှတော့အားစားဒီလိုအလွယ်ထားပေးထားတယ်ဗျာဒီမှာတော့တွေဗျာတော့တွေမှာအကုန်ချိတ်ပေးထားတယ်ကျွန်တော်တို့မှာမောင်းလိုင်စင်ရှိတယ်ကားမောင်းတက်တယ်ဆိုရင်ကြိုက်တယ်လို့ယူကြိုက်တယ်လို့သုံးခွင့်ရှိတယ်ကျွန်တော်တို့စီမှာကျွန်တော်တို့မှာမောင်းလိုင်စင်မရှိဘူးဆိုရင်မမောင်းနဲ့ပေါ့နော်ဒီမှာတော့ဖန်ခံရနိုင်တကယ်၍မောင်းလိုင်စင်ရှိရဆိုဒီကားတွေထဲမှာကြိုက်တဲ့ကားကိုယူပြီးတော့မောင်းခွင့်ရှိတယ်သုံးခွင့်ရှိတယ်ကျွန်တော်တို့ကုမ္ပဏီမှာတော့အဲ့တခုလို့ရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကမောင်းလိုင်စင်မရှိတဲ့အတွက်ကျွန်တော်ကတော့ဒီစပိန်လေးနဲ့ပဲဈေးသွားဝယ်မှာဖြစ်ပါတယ်ဒါကလည်းဒါတူချင်မှတူမယ်တချို့နေရာတွေကကြတော့မတူနိုင်ဘူးလေနော်စပိန်ဆိုလဲသူ့နာမည်နဲ့သူအဲ့လိုမျိုးခွဲပေးထားတာရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဆောင်မှာတော့အကုန်လုံးကတော့တန်းတူညီမျှပေါ့နော်အကုန်လုံးအသုံးပြုခွင့်ရှိတယ်သုံးတက်မယ်လောက်တက်မယ်ဆိုရင်ဘာမှတထေးကပိတ်ပင်တားဆီးရတာဘာတခုမှမရှိဘူးပေါ့နော်အဲ့တခုတော့ကောင်းပါတယ်အဲ့လေးလာပြောပြတာပါ